Hello ဒီနေ့ကတော့တင်စာကအရန်အရသာရှိပြီးတော့အရန်စားကောင်းတဲ့အဖွားတင်နေတဲ့ဟင်းလေးတစ်မျိုးစားချက်ပြပါမယ်။အရင်ဆုံးတင်စာကပဲပြားလေးတွေကိုအတုံးလေးလီးပြီးတော့ကြော်လိုက်ပါတယ်။တင်စာလေးဘဝလေးနဲ့နည်းနည်းလေးကျွတ်တဲ့ထိတင်စာကြော်လိုက်တယ်ပေါ့နော်။ပြီးရင်တင်စာကအဲ့ဒါလေးတွေကိုပကံလေးကိုဆေးရလိုက်ပါတယ်။ပြီးတဲ့ခါကျရင်တင်စာလေးတန့်စင်ထားတဲ့ဝက်နံရိုးလေးတွေကိုတင်စာကထိပ်ပြီးတော့စီလေးနဲ့လေးလိုက်ပါမယ်။တော်တော်များကလေဝက်နဲ့ရိုးမသုံးဘူးပေါ့နော်ဝက်သုံးတဲ့သားသုံးတာများတယ်ပေါ့နော်အိမ်မှာလေဝက်သုံးတဲ့သားမစားတာကြောင့်မို့ဒါကတော့ဝက်နဲ့ရိုးလေးပဲသုံးထားပါတယ်ပြီးရင်ဒါကဒီကြက်ဥလေးပါပြုတ်ထားမှာပေါ့နော်ဒါတို့3ယောက်ဆိုတော့ကြက်ဥလေး3လုံးသုံးထားပါတယ်ရှင်ဝက်နဲ့ရိုးလေးတွေဟိုဘက်ဒီဘက်လန်ပြီးွားရေးနည်းလေးအနက်လေးမွေးလိုက်ပြီးဆိုရင်အဲ့ဒါလေးကိုဒါပကံနဲ့ဆဲထားလိုက်ပါမယ်ပြီးဒီစားလေးဒီမှာဂုံးလေးတို့ရေစိမ်ထားတယ်ပေါ့နော်ပြီးရင်စားခုနကြော်ရတဲ့ပဲပြားလေးထည့်မယ်ဝက်နံရိုးလေးထည့်မယ်တူလေးထည့်မယ်ဂျင်းနဲ့တွန်းဖြူပြီးရင်ဂုံးလေးပါတခါတည်းထည့်မှာပေါ့နော်ပြီးရေနွေးလေးထည့်ပါမယ်အရသာတွက်စားက organic ဆိုတာဆော့ရဲ့ခယူးစီရဲ့အဲ့နှမျိုးနဲ့တုံးထားတာပေါ့နော်ဂုံးမာလေးအချို့ထက်အများကြီးပါတာဆိုလို့ဒီစားတကြားမထည့်တော့ဘူးပေါ့နော်ဒီလိုကွာတကြားထည့်ခြင်းနဲ့ရပါတယ်တချို့ကလေနက်နက်ပွင့်လို့ဘာလို့ပေါ့နော်အဲ့ဒါထည့်ကြတယ်ပေါ့နော်ဒီမှာတထေးမကလေအဲ့လိုမျိုးအနက်မကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်တင်စာကနက်နက်ပွင့်မထည့်တာပါဘူးအဲ့ဒါလေးကိုပဲတင်စာကလေနိုင်ဝက်45မိနစ်လောက်ပေါ့နော်မီးအနစ်တော့ထားပြီးတော့တည်ထားလိုက်ပါတယ်ဒီဇိုင်းချက်တိုင်းမှာလေမြို့ကောင်မိုးလေးထည့်တာတွေ့မှာပေါ့နော်အဲဒါဆိုအဖွားတဲ့တထေးမကလေမြို့ကောင်မိုးအနက်မွေးလေးကိုသူတို့ကစားရတာကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့တင်စာကဒီဟင်းထဲမှာလည်းကြက်ကန်ဒီမှာတင်စာကမြို့ကောင်မိုးလေးနည်းဖြူပြီးတော့ထည့်ထားပါတယ်ပေးရည်နူးဤပြီးဝက်သားလေးလည်းနူးဤပြီးဆိုရင်ဒါလေးကစားလို့ရပြီပေါ့နော်အဲအဲ့ဒါတချို့လေးနဲ့အရင်စားကောင်းပါလေရှင်